အားလုံးပဲမင်္ဂလာပါ Mindful by Samuel Channel ကနေကြိုဆိုပါရစေကျွန်တော်ကတော့ Samuel ပါဒီ channel ကနေပြီးတော့လူငယ်တွေအတွက်အကျိုးရှိမဲ့အစားအုံတွေချုပ်တွေစေတတက်ကြွဆွေရ motivation တွေနဲ့စီကံရှိတဲ့ဘဝတစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အခုလိုမျိုးစားအုံတွေချုပ်တွေနဲ့စေတတက်ကြွဆွေရအကြောင်းအရာတွေကိုအပတ်စဉ်လေ့လာခြင်းတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Mindful by Samuel Channel ကို subscribe လုပ်ထားဖို့မမေ့နေဘူးเนาะတင်တခါတလေဒီလိုမျိုးခန်းစားဖို့ပါသလားဘလောက်ပဲစူးစမ်းအတူကြီးဟောင်းတွေထဲမှာပဲတဝဲလဲဖိနေတာမျိုးအမှားဟောင်းတွေကိုပဲထက်ခါမှားနေပြီးနေရာဟောင်းမှာပဲရက်တန့်နေသလိုမျိုးခန်းစားနေရပါသလားဒါဟာတင်ပြင်းလို့မဟုတ်ပါဘူးတင်အရေးချင်းမရှိလို့လည်းမဟုတ်ပါဘူးတကယ်တော့တင်အုံနောက်ထဲမှာ program တစ်ခုရိုက်သွင်းကန်ထားရလို့ပါဒီနေ့မှာတော့အဲ့ဒီ program ကိုတင်ကိုယ်တိုင်ပြောင်းလဲပြတော့မှာပါနောက်ထပ်မိနစ်4ရက်5မိနစ်အတွင်းမှာတင်းရဲ့စိတ်ကိုပြန်လည်ပြုပြင်ဖို့မကောင်းတဲ့အလေးထားဟောင်းတွေကိုဖျက်ဆီးဖို့နဲ့အောင်မြင်မှုစီဥတီစီမဲ့စိတ်နေစိတ်ထားအသစ်ကိုတိဆောက်ဖို့9ရက်စာစနစ်တကျလမ်းညွှန်းချက်တွေကိုကျွန်တော်ပြောပြခဲ့တော့မှာပါဒါဟာစိတ်ဓာတ်မြင့်တင်အောင်တတ်မဟုတ်ပါဘူးဒါဟာတင်းဘဝကိုအမှန်တကယ်အသွင်ကူးပြောင်းပြစ်မှာပါတိတ်ဆိတ်တဲ့နေရာလေးတစ်ခုမှာထိုင်လိုက်ပါအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပါကဲကျွန်တော်တို့စတင်လိုက်ကြရအောင်ပထမနေ့တတိပြုမိခြင်းကနေစတင်ပါတယ်အရာအလုံးဟာတတိပြုမိခြင်းကနေစတင်ပါတယ်တင်မမြင်ရတဲ့အရာကိုတင်မပြောင်းလဲနိုင်ပါဘူးလူအတော်များများဟာသူတို့ရဲ့ဘဝတက်တန်းတစ်လျှောက်လုံးမှာအလိုအလျောက်မောင်းနှင်းစနစ်နဲ့ပဲရှင်သန်နေကြတယ်သူတို့ကိုယ်တိုင်မရွေးချယ်ခဲ့တဲ့အတွေးတွေကိုပဲတွေးနေကြတယ်ဥပမာငါကမတော်ပါဘူးလေငါကတော့အမြဲတမ်းကြရှုံးနေတာပဲဒါကိုငါမလုပ်နိုင်ပါဘူးစတဲ့အစိုးမြင်အတွေးမျိုးတွေပေါ့ဒါပေမဲ့အမှန်တရားကတော့အဲ့ဒီအတွေးတွေဟာတင်မဟုတ်ပါဘူးဒါတွေဟာတင်ယူခဲ့မိတဲ့ပုံစံကွက်အဟောင်းတွေတတ်ပါဒီနေ့အတွက်တင်ရဲ့တာဝန်ကယူရှင်းပါတယ်တင်ရဲ့အတွေးတွေကိုစောင့်ကြည့်ပါအဲ့ဒီအတွေးတွေအဖို့အဖြစ်မတင်ပါနဲ့တိုက်ထုတ်ဖို့လည်းမကြိုးစားပါနဲ့ယူလေးကသတိထားကြည့်နေပါအရာအစင်မတည်းထစ်လာတဲ့အခါကိုဘာတွေပြောမိသလဲတင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဘာတွေကိုယုံကြည်နေသလဲအဲ့ဒါတွေကိုချရည်ကြည့်ပါဘာကြောင့်လဲဆိုတော့သတိပြုမိခြင်းဆိုတာဟာမိမိကိုယ်ပြန်လဲထိန်းချုပ်နိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်လို့ပါပဲဒုတိယနေ့တင့်အတွေးများကိုအသစ်ပြန်ရေးသားပါအခုဆိုရင်တင့်ရဲ့အတွေးတွေကိုတင်မြင်နိုင်ခဲ့ပြီအဲ့ဒီအတွေးတွေကိုပြောင်းလဲပစ်ဖို့အချိန်တန်ပါပြီတင့်ရဲ့အုံနောက်ဟာထက်ခါတလဲဖြစ်နေတဲ့အရာကိုပဲယုံကြည်တတ်ပါတယ်ဒါကြောင့်တင်ဟာအစိုးမြင်အတွေးတွေကိုပဲထက်ခါတလဲတွေးနေမယ်ဆိုရင်တင်အုံနောက်ကအဲ့ဒါတွေကိုအမှန်တရားအဖြစ်လက်ခံလိုက်မှာပါဒါပေမဲ့အဲ့ဒီဖြစ်စဉ်ကိုတင်ပြောင်းပြန်လှန်ပစ်လို့ရပါတယ်ဥပမာငါကကိုယုံကြည်မှုမရှိပါဘူးဆိုတဲ့အစိုးမြင်စိတ်တစ်ခုကိုယူလိုက်ပါပြီးရင်အဲ့ဒါကိုအသစ်ပြန်ယူလိုက်ပါငါဟာနေ့စဉ်နဲ့အမျှကိုပိုပြီးယုံကြည်မှုရှိလာနေပြီဒါကိုအတန်ထွက်ဆိုကြည့်ပါချရေးပါပြီးရင်ထက်ခါတလဲရွတ်ဆိုပါအစပိုင်းမှာဒါဟာအတူအယောင်ကြီးလိုခံစားရင်တောင်မှစစ်လို့ပါဘာကြောင့်လဲဆိုတော့တင်းရဲ့အုံနောက်ဟာဒါဟာအစ်စ်လားအတူလားဆိုတာကိုဂရုမစိုက်ဘူးတင်ဘာကိုထက်ခါတလဲပြောနေတယ်လဲဆိုတာကိုပဲသူကဂရုစိုက်တာပါဒီနေ့မှာတော့တင်းရဲ့စိတ်အစဉ်ကိုဇက်လန်အသက်တစ်ခုစတင်ပြီးကျွေးမွေးလိုက်ပါတတိယနေ့ပုံဖော်ကြည့်ကျွန်းမျက်လုံးလေးတွေကိုခဏလောက်မှိတ်ထားပေးပါအောင်မြင်မှုတွေရရှိနေပြီဖြစ်တဲ့တင်းရဲ့ပုံရိပ်လွှာကိုစိတ်ကူးကြည့်လိုက်ပါအဲ့ဒီအချိန်မှာတင်ဘလို့လမ်းရှောင်နေမလဲတင်ဘလို့စကားပြောမလဲတင်စိတ်ထဲမှာဘလို့မျိုးခံစားနေရမလဲအဲ့ဒါကိုရှင်းလင်းမြင်အောင်ကြည့်ပါကျွန်တော်တို့ရဲ့အုံနောက်ဟာစိတ်ကူးရင်မှုနဲ့လက်တွေ့ဘဝကြားကခြားနာချက်ကိုအပြည့်အဝခွဲခြားနိုင်စွာမရှိပါဘူးဒါကြောင့်တင်ဟာအောင်မြင်မှုကိုကြိုတင်ပုံဖော်ကြည့်တဲ့အခါတင်အုံနောက်ကအဲ့ဒီအောင်မြင်မှုကိုတကယ်တီဆော့ဖို့စတင်ပြင်ဆင်ပါတော့တယ်ဒီနေ့မှာတော့9မိနစ်ကနေ10မိနစ်လောက်အချိန်ပေးပြီးတင်ဖြစ်ချင်တဲ့အကောင်းဆုံးဘဝကိုပုံဖော်ကြည့်ပါဖြစ်ချင်လိုက်တာလို့စုတောင်းနေတာမျိုးမဟုတ်ပဲတကယ်ဖြစ်နေပြီလို့ခံစားကြည့်ပါအဲ့ဒီခံစားချက်ကိုအမိအရာဖမ်းဆုပ်ပါဘာကြောင့်လဲဆိုတော့တင်းစိတ်ထဲမှာမြင်ရောက်နိုင်တဲ့အရာမှန်သမျှကိုတင်းရဲ့လက်တွေ့ဘဝထဲမှာတင်ဖန်တီးယူနိုင်လို့ပါပဲစတုထနေအလေးအထနဲ့စီကံအသွေးတွေကနေ
လှုပ်ဆောင်ချက်တွေဖြစ်လာတယ်လှုပ်ဆောင်ချက်တွေကနေအလိအထက်တွေဖြစ်လာတယ်အဲ့ဒီအလိအထက်တွေကပဲတင့်ရဲ့ဘဝကိုဖန်တီးပေးတာပါတင်အုံနောက်ကိုအသစ်ပြန်ပြီး program သွင်းကျင်တယ်ဆိုရင်နေ့စဉ်တင်လှုပ်ဆောင်နေကြအလုပ်တွေကိုပြောင်းလဲပြရပါမယ်အသေးအမွှေလီတွေကနေစတင်ပါအရင်ကထက်10မိနစ်စောမီနိုးထွားကြည့်ပါစာအုပ်တစ်မျက်နှာလောက်ဖတ်ကြည့်ပါ9မိနစ်လောက်ကိုယ်လက်လှုပ်ရှားမှုလုပ်ကြည့်ပါစီးကန်းရှိတယ်ဆိုတာအရာရာပြည့်စုံနေဖို့မဟုတ်ပါဘူးမပြတ်မကွက်စက်တိုက်လှုပ်ဆောင်ခြင်းသာဖြစ်ပါတယ်တေးငယ်တဲ့လှုပ်ဆောင်ချက်တိုင်းကတင့်အုံနောက်စီးကိုအချက်ပြားနေပါတယ်ငါဟာငါကိုငါထိန်းချုပ်နိုင်သူဖြစ်တယ်ဆိုတာကိုပေါ့အဲ့ဒါကိုတင်ထက်ခါတလဲလှုပ်လေလေအဲ့ဒီကိုရီကိုသွေးကပိုပြီးခိုင်မာလာလေပါတယ် ပြင်စမနေ့စိတ်ခံစားမှုကိုထိန်းချုပ်ခြင်းတင်းရဲ့စိတ်ခံစားမှုတွေကတင့်ကိုလွှမ်းမိုးသွားနိုင်တယ်လို့တင်ကလည်းအဲ့ဒီစိတ်ခံစားမှုတွေကိုကြံပြီးထိန်းချုပ်နိုင်ပါတယ်လူအတော်များများဟာအဖြစ်အပျက်တစ်ခုခုနဲ့ကြုံရင်ချက်ချင်းတုံ့ပြန်တတ်ကြတယ်သူတို့စိတ်ဖိစီးလာရင်ထိတ်လန့်သွားတတ်ကြတယ်သူတို့ကြောက်ရွံ့လာရင်ရှေ့ဆက်မတိုးပဲရပ်တန့်သွားတတ်ကြတယ်ဒါပေမဲ့ဒီနေ့မှာတော့တင်ဟာခဏလောက်ရပ်တန့်လိုက်ပါစိတ်ခံစားမှုတစ်ခုခုပြင်းထန်လာတဲ့အခါကိုပြန်မေးကြည့်ပါဒါဟာငါအတွက်အထောက်အကူဖြစ်စေမှာလားဒါမှမဟုတ်ငါ့ကိုနာကျင်စေမှာလားအသက်ကိုဝဝရှူလိုက်ပါတင်ဟာချက်ချင်းတုံ့ပြန်စရာမလိုပါဘူးတင်ဘလို့တုံ့ပြန်မလဲဆိုတာကိုတင်ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်အဲ့ဒီလိုရွေးချယ်နိုင်စွမ်းရှိခြင်းဟာတင်ရဲ့အစွမ်းအစကင်းကောင်းနေတဲ့နေရာပါပဲရှက်ထမနေ့ကိုရီကိုသွဲကိုအသွင်ကူးပြောင်းခြင်းဒီနေ့ဟာအရာအလုံးစတင်ပြောင်းလဲမဲ့နေ့ပါပဲပိုပြီးစူးစမ်းရုံနဲ့ရလိုက်ကောင်းတွေရလာမှာမဟုတ်ပါဘူးငါအောင်မြင်ခြင်းတယ်လို့ပြောနေတာတွေကိုရပ်လိုက်ပါအစားထိုးပြီးဒီလိုပြောကြည့်ပါငါဟာစီကင်းစီသူတယောက်ဖြစ်တယ်ငါဟာလက်တွေ့လှုပ်ဆောင်တဲ့သူတယောက်ဖြစ်တယ်ငါဟာစတင်လိုက်တဲ့အလုပ်မှန်သမျှကိုအဆုံးထိလုပ်တတ်တဲ့သူဖြစ်တယ်တင်းရဲ့ကိုရီကိုသွဲကတင်းရဲ့အမှုအကျင့်ကိုဖော်ပြပေးတယ်တင်းရဲ့အမှုအကျင့်ကပဲတင်းရဲ့ဘဝကိုဖော်ပြပေးတာပါဒါကြောင့်ဒီနေ့မှာဆုံးဖြတ်ချက်ချလိုက်ပါတင်းဟာဘလို့လူစားမျိုးဖြစ်လာမှာလဲတနေ့တစ်ချိန်မဟုတ်ဘူးအခုချက်ချင်းပဲနမတန်တမလက်တွေ့လှုပ်ဆောင်ခြင်းဒီအရာအားလုံးဟာလက်တွေ့လှုပ်ဆောင်မှုမရှိရင်ဘာအတိပယ်မှမရှိမှာမဟုတ်ပါဘူးတင်းတွေးတောနိုင်တယ်တင်းပုံဖော်ကြည့်နိုင်တယ်တင်းစီမံကိန်းတွေဆွဲနိုင်တယ်ဒါပေမဲ့တင်လက်တွေ့မလုပ်ဘူးဆိုရင်တော့ဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူးဒီနေ့မှာခြေလန်းတလန်းစတင်လန်းလိုက်ပါတလန်းစီးဆိုရင်လုံလောက်ပါတယ်ပို့ရမယ့် message ကိုပို့လိုက်ပါစတင်ရမယ့်အလုပ်ကိုစတင်လိုက်ပါချရမယ့်ဆုံးဖြတ်ချက်ကိုချလိုက်ပါလက်တွေ့လှုပ်ဆောင်ခြင်းဟာအရှိန်ဟုန်ကိုဖြစ်ပေါ်စေတယ်အဲ့ဒီအရှိန်ဟုန်ကပဲတင်ဘဝကိုအသွင်ကူးပြောင်းပေးပါမယ်တင်အရာရာအဆင်ပြေနေဖို့မလိုပါဘူးတင်စတင်ဖို့ပဲလိုတာပါ ဒီ9ရက်အတွင်းမှာတင်ဟာတင့်ရဲ့အသွေးတွေကိုပဲပြောင်းလဲခဲ့တာမဟုတ်ပါဘူးတင်ဘဝရဲ့လာရကိုပါပြောင်းလဲပြီးခဲ့တာပါဒါကိုအမြဲမှတ်ထားပါတင်ရဲ့စိတ်စင်ဟာအလွန်တရာအစွမ်းထပ်ပါတယ်ဒါပေမဲ့အဲ့ဒီစိတ်ကိုတင်ကိုယ်တိုင်လေ့ကျင့်ပေးမှသာအစွမ်းထပ်မှာပါနေ့တိုင်းမှာတင်မှာရွေးချယ်စရာရှိတယ်အလီအထက်ဟောင်းတွေစီကိုပဲပြန်သွားမလားဒါမှမဟုတ်တင်ရဲ့အကောင်းဆုံးပုံစံတစ်စီကိုပဲဆက်ပြီးရှောက်လန်းမလားဒါဟာအစပြုခြင်းထက်တာရှိပါသေးတယ်မပြတ်မကွန်စက်တိုင်လှုပ်ဆောင်ပါအာယုံဆိုင်မှုကိုမလျှော့ပါနဲ့ပြီးတော့ဒါကိုဘယ်တော့မှမမေ့ပါနဲ့တင်ရဲ့စိတ်ကိုတင်ကိုယ်တိုင်ထိန်းချုပ်နိုင်တယ်ပြီးတော့အဲ့ဒီစိတ်ကပဲတင်ရဲ့ဘဝတစ်ခုလုံးကိုထိန်းချုပ်သွားမှာပါဒီဗီဒီယိုကိုမပိတ်ခင်မှာဒါကိုအမြဲမှတ်ထားပါတင်ရဲ့စိတ်ဆိုတာမပြောင်းလဲနိုင်တဲ့အရာမဟုတ်ပါဘူးတင်နေ့စဉ်ထက်ခါတလဲလှုပ်ဆောင်နေတဲ့အရာတွေကပဲတင်ရဲ့စိတ်ကိုပုံသွင်းပေးနေတာပါပြီးခဲ့တဲ့9ရက်အတွင်းမှာတင်ဟာတစုံတရာကိုအသစ်သင်ယူလိုက်ရုံနဲ့မဟုတ်ပါဘူးတင်ဟာလူသစ်တယောက်အဖြစ်ပြောင်းလဲသို့စတင်ခဲ့တာပါဒါပေမဲ့ဒါကအဆုံးသတ်မဟုတ်ပါဘူးလူအများစုကဒီနေရာမှာပဲရစ်တန်သွားကြပါတယ်ဒါပေမဲ့တင်ကတော့ရှေ့ကိုဆက်လျှောက်ရမှာပါမနှက်ဖြန်မှာတင်မှာနောက်ထပ်ရွေးချယ်စရာတစ်ခုရှိလာပါလိမ့်မယ်အဟောင်းတွေစီဖျန်သွားမလားဒါမှမဟုတ်ရှေ့ကိုပဲဆက်လန်းမလားတိုးတက်မှုကိုရွေးချယ်ပါစီကန်းကိုရွေးချယ်ပါတင်တကယ်လိုချင်တဲ့ဘဝကိုရွေးချယ်ပါဒီဗီဒီယိုလေးကတင့်အတွက်အနည်းငယ်ပဲဖြစ်အထောက်အကူဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါဟာတင့်ရဲ့ဘဝအသွင်ကူးမှုအတွက်အစပြုခြင်းပဲရှိပါသေးတယ်။ကဲခဏလောက်မျက်လုံးလေးမှိတ်ထားပေးပါ။အသက်ကိုဝဝရှူသွေးလိုက်ပါ။ပြီးတော့တင့်ကိုတင်
ဒီလိုပြောလိုက်ပါငါဟာငါစိတ်ကိုကိုယ်တိုင်ထိန်းချုပ်နိုင်သူဖြစ်တယ်ငါဟာငါရဲ့အနာဂတ်ကိုကိုယ်တိုင်ဖန်တီးနေတယ်ငါဟာနေ့စဉ်နဲ့အများပိုပြီးကောင်းမွန်လာနေတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ဒီ9ရက်မှာသင်ဘာကိုအဓိကပြောင်းလဲခြင်းတာလဲအောက်မှာမှတ်ချက်ပေးခဲ့ပါအောင်